သိလား မဒီပဲလေနော်သိရနော်သိလား သူများပေးတာကမ်းတာကိုသူ့မှာရှာဖွေပြီးစားတယ်အဲ့တော့အမအိမ်ပေါ်ထိတက်ပြီးတော့ခိုး အဲ့လိုနောက်ဒီလိုမျိုးမဖြစ်စေရပါဘူး။အောက်ထားမှုကိုပဲလောက်ကန်စမယ်ဒီတစ်ချိန်တော့အခွင့်အရေးပြန်ပေးပါဦး။ကလေး2ယောက်ရှိလို့ အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel ကနေပြန်လေးကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်တို့ဒီနေ့ကြည့်မဲ့ဗီဒီယိုလေးကတော့ဒီမတန်မစွမ်းကောင်မလေးပေါ့နော်သူတို့မပုံနေနဲ့အိမ်မော်ထိတက်လိမ့်နဲ့အမျိုးသမီးပေါ့နော်အဲ့မျိုးသမီးကိုမိပြီပေါ့အဲ့မိတဲ့ဗီဒီယိုပေါ့ထူးခြားတာကကျွန်တော်ရက်ပိုင်းတော့တွင်းမှာပဲကျွန်တော်တင်ပေးထားတယ်ကျွန်တော်ရဲ့ channel မှာအဲ့ဒီ channel မှာပါတဲ့online shop လုပ်တဲ့ညီမလေးရဲ့အိမ်ပေါ်ကိုတက်ပြီးတော့ဖုံးခိုးသွားတယ်ဆိုတော့မျိုးသမီးနဲ့အဲ့မျိုးသမီးနဲ့အတူတူပဲလို့ဖြစ်နေတယ်ကျွန်တော်ထင်ရတော့အတူတူပဲလို့ထင်တာပဲတကယ်လို့တူတယ်ဆိုရင်လည်းအောက်မှာသိကြရဲဆိုရင်လည်းဝင်ပြီးတော့ comment မှတ်ပေးခဲ့ပါဦးအဲ့ဒါဆိုရင်တော့ဗီဒီယိုလေးကိုစပြီးတော့ကြည့်အောင်ခင်ဗျာ ဒီနေ့မှာဖုံးနေတဲ့ပတ်စံနဲ့ပေါ့နော်အိမ်မှာအခန်းထဲမှာလာပြီးတော့လှူမယ်လို့ပြောပြီးတော့အခန်းထဲမှာလာနေပြီးတော့ခိုးသွားလို့ခိုးသွားတဲ့လူရဲ့ဓာတ်ပုံတော့ဒီကကောင်မလေးတယောက်ရိုက်ထားလိုက်လို့ရထားတယ်ပုံကတော့ရထားလိုက်တယ်ဒါပေမဲ့လူကမမာနေတာလည်းမသိဘူးအနက်ကလာတာဘယ်လိုလဲ ။နက်ကရောက်လာတယ်သမီးနဲ့ဆရာမနဲ့လေအခန်းထဲမှာနေတယ်နေတဲ့ချိန်မှာသူကရောက်လာတယ်။ရောက်လာပြီးအခန်းဝမှာအခန်းနာမှာလေမတ်တရက်တဲ့ပြဲကိုသူကလားတဲ့ဟိုနေ့ကညီမလေးကိုဘိုက်ပါမှာတဲ့မဆန်းလူမလို့ပြောတာတရားတယ်ဆိုတော့သူကအလူရှင်ဆိုလဲသမီး ပြောထားသေးတာလားအရင်ရက်က ဒါကတော့ဒီလိန်သွားတဲ့အချိန်တုန်းကသူတို့ဟိုမိအောင်ဖမ်းမယ်တွေ့အောင်လိုက်ဖမ်းမယ်ဆိုပြီးဒီလိုင်းသားကိုကြီးကနေပြီးတော့သူပြောထားတယ်ဟိုလိန်သွားပေါ့နော်ဒါပေမဲ့မပုံတင်ရောဘာတွေရောယူသွားတော့ပြန်လာပေးပေါ့နော်ဒါပေမဲ့ပြန်လာမပေးပါဘူးမရှိတော့လွတ်ပစ်လိုက်ပြီးပါညာဖုံးဆက်ပြီးတော့ပြောတယ်ပေါ့နော်ပြောတဲ့အတိုင်းပဲမိပါတယ်အဲ့ဒါဆိုရင်တော့မိတဲ့ဗီဒီယိုဖိုင်လေးပဲကြည့်မယ်အဓိကအကြောင်းရင်းကတော့အဲ့ဒါပေါ့နော် သိလား မဒီပဲလေနော်သိရနော်သိလား တို့ကျွန်တော် live ပေါ်ကနေပြီးတော့ကျွန်တော်ဒီ live ဖြည့်ရှင်းဖို့ကျွန်တော်ပြောသေးတယ်ဒါပေမဲ့သူလာဖြည့်မရှင်းဘူး ဟုတ်တယ်မလားမဟုတ်တော့မလုံးနဲ့လားဟုတ်တယ် ဒါကနေအမဒီပေါ့နော်ဟိုကျွန်တော်ဆိုလို့ချင်တာအမထက်ဒုက္ခရောက်တယ်မတန်ဆိုတာသူကသူဒုက္ခိတဖြစ်နေတဲ့လူတယောက်ရဲ့ဒီပစ္စည်းတွေကလည်းသူကသူများလေးပေးတာကမ်းစာကိုရတာကျွန်တော်ဆိုလိုတာပေါ့နော်အဲ့ဒါလာဒီဘက်ဒီတာပေးဟုတ်ကဲ့ဆင်းတယ်ဟဲ့ဟမ်သူများပေးတာကမ်းစာကိုရတယ်ဒီလိုက်မှာဟုတ်တယ်တော့ကြအမအမျိုးသားလေးပါသွားမှာတော့ဟုတ်ဆင်းအဲ့တော့သူများပေးတာကမ်းစာကိုသူ့မှာရှာဖွေပြီးစားတယ်အဲ့တော့အမအိမ်ပေါ်ထိတက်ပြီးတော့ခိုးတယ်ဟုတ်နော်ဒါပေမဲ့ကျွန်တော်ကအမရဲ့ဘက်ကိုကျွန်တော်မှရှိတယ်ဒါပေမဲ့ကျွန်တော်အမကို live ပေါ်မှာမတင်ဘူးနော်ဒါပေမဲ့အမကိုလာပြီးဖြည့်ရှင်းဖို့ပြောတယ်မှတ်ပုံတွေလာပေးတာတော့ကားကကျွန်တော်တို့ပေးထားတယ်အားသမားကိုထည့်ပေးပြီးမှတ်ပုံတွေကားကကိုကျွန်တော်ပေးထားတယ်နော်အဲ့ကောင်လေးဖုန်းနံပါတ်ကိုကျွန်တော်တို့ရှိတယ်အမအဲ့ဒါကတော့ဟိုလိုပေါ့နှစ်စုကွဲနေတာပေါ့နော်တစုကကြတော့ငတ်လို့လှုပ်ရှားပါတယ်ပေါ့နော်မရှိလို့အစင်မပြေလို့လှုပ်ရှားပါတယ်ပေါ့တစုကတော့ဒီလိန်တဲ့အတွက်ဒီလိုမတန်မစွမ်းဒုက္ခရောက်နေလူတော့မှလိန်တဲ့အတွက်ဒီအမျိုးသမီးကိုမုန်းကြီးမုန်းတဲ့ဖွဲရတဲ့ဖွဲကူပြီးတော့ဝိုင်းပြီးတော့တနာပေးနေတဲ့ဖွဲရတဲ့ဖွဲအဲ့ဒါကိုရှင်းတော့အောင်လို့ကျွန်တော်ပြောပြမယ်ဟိုတနာလို့ရတယ်နော်ငတ်တာဆိုတာတကယ်ကိုတနာစရာကောင်းတယ်ဒါပေမဲ့ခိုးတယ်လိန်နေဆိုတာကတော့တနာစရာကောင်းတဲ့ထဲထဲမှာမပါဘူးအလုတ်ကိုင်မရှိလို့ထောက်ပေါက်နေနေလှုပ်ရှားရတယ်ဆိုရင်လမ်းဘေးမှာပန်းရောင်းနေတဲ့ကလေးတွေတခိုးတွေဖြစ်ကုန်မှာပေါ့လူလိန်တွေဖြစ်ကုန်မှာပေါ့ဒီတက်ကြီးရွယ်ကိုဖိုးတွေဖွားတယ်ဒီနောက်ဆုံးပြကြောပါတောင်းစားတယ်သူတို့လည်းခိုးမှာပေါ့စိုက်ကားသမားတွေနောက်ကယ်ရီဆွဲနေတဲ့လူတွေကုံထမ်းနေတဲ့လူတွေတယောက်တည်းကွက်ပြီးတော့ငှက်နေရမဟုတ်ဘူးတယောက်တည်းကွက်ပြီးတော့ဒုက္ခရောက်နေရမဟုတ်ဘူးလူတိုင်းနှိပါအခုလိုချိန်မှာဒုက္ခတွေရောက်နေကြတယ်စင်လေးစင်လောက်ကြီးဒုက္ခရောက်တယ်ပွဲစိတ်လေးတွေမှာလည်းပွဲစိတ်လေးတွေလိုပဲဒုက္ခတွေအများကြီးပဲပို့ဆိုးတာအခြေခံလူတန်းသားတွေမှာဒုက္ခတွေနေကြည့်ပဲတနာလို့ရရဲ့ဗျဒါပေမဲ့ငှက်တိုင်းစိန်နာမဟုတ်ဘူးငှက်တိုင်းလိန်စရာမလိုငှက်တိုင်းခိုးစရာမလို
ကိုရွာကြီးတရွာရှိတရွာလုံးငတ်နေအတရွာလုံးကတခိုးတွေဖြစ်သွားမှာလားမဖြစ်သွားဘူးတခိုးတွေလုံးဝဖြစ်ခိုးတဲ့လူကငတ်လို့ခိုးမယ်ဆိုတဲ့လူကအကျင့်စာရိတ္တရှိတဲ့လူအကျင့်ရှိတဲ့လူအဲ့ဒီလူတွေကတခိုးတွေဖြစ်သွားမယ်။ညငတ်ပလိစီငါတို့ရိုးရိုးသားသားရှာစားမယ်ရိုးရိုးသားသားလောက်ကင်စားမယ်သူများခြံမှာခြံဆောင်ရသူများစီမှာဟိုအလုံသမားအနေနဲ့ကုံမဲထမ်းရနောက်ဆုံးဘာမှမလုပ်တတ်ဘူးဘသူမှကိုယ်မကူညီဘူးဆိုရင်တောင်းစားမလားငါတို့တက်တဲ့ပညာလေးနဲ့ဘာလို့စားမလဲအတနာခံပြီးတော့ရရလုံလေးကိုမရမကပြောပြီးလှုပ်စားမအဲ့လိုလူတွေအများကြီးပါငတ်လို့လှုပ်စားတယ်ဆိုတာတော့မဟုတ်ပါဘူးပြီးကြဒီအမျိုးသမီးကလည်းဒီတစ်ခါမှမဟုတ်ကျွန်တော်တစ်ခါလဲနော်ဒီဘက်မှာကျွန်တော်ပြလိုက်မယ်ခဏကြည့်လိုက်ပေါ့သူကတော့ဘယ်နေရာပဲရောက်ဒီတစ်ခါပဲလှုပ်ဖူးတာပါဒါခိုးစားတဲ့လိန်စားတဲ့လူတွေရဲ့လက်သုံးစကားလိုဖြစ်နေပြီဒါကြီးကလည်းနောကျင်နေဒါကြီးလည်းခမရတို့ကတီးတင်ပြီခမရတို့ဖုံးလေးပေါ်ကနေစာလေးရိုက်ပြီးတနာမနေနဲ့ကို့ဘဝင်းချင်းတန်ရှင်းအောင်ရင်လို့ကို့ရက်ကလုံခြုံအောင်လို့တနာနေလို့မရဘူးကို့အိမ်ဘောကပစ္စည်းပါတော့မှကို့ဖုံးပါသွားရဲဆိုခမရတို့ဘယ်လိုလုပ်ပစိုးကြီး ground ကြိုက်ထမင်းကြီးမှာပြီးတော့ရက်ကွက်တွေမှာအော်ဆဲမှာလားအဲ့ကြမှာအော်ဆဲမှာလားကိုဆိုင်ကခိုးခံလိုက်ရမှာကိုဆိုင်ကအလိန်ခံလိုက်ရမှာကိုရွှေဖြုတ်ပြီးလူသွားခံရမှာခင်ဗျားတို့ကထားပြီးတော့ဖြစ်ပြပြမှာလားအသေးရနေအကြီးဖြစ်မလာတဲ့အချိန်မှာဒါတွေဝိုင်းဝန်းပြီးကူညီတဲ့တယ်တနာတာတနာလို့ရပါတယ်အဲဆိုဗီဒီယိုလေးကိုဆက်ကြည့်အောင်ခင်ဗျာဗီဒီယိုကနည်းနည်းရှိတယ် အဲ့ဒါကြီးကြတော့လေဘယ်လိုကောင်းမလဲနည်းနည်းဟိုဘောနော်ပုဂ္ဂိုလ်အဲ့လိုလုံးဝနေမထင်ဘူး ဟုတ်တော့လေလေတော်တော်မများဟုတ်တယ်အဲ့ဒီကငါမင်းကိုပတ်လိုက်တာကောင်းကောင်းအကောင်လေးကိုလည်းပြန်ခေါ်မယ်ဆိုပြီးတော့ဟုတ်လားပြန်ခေါ်ဆိုပြီးတော့ငါပတ်လိုက်တာအကောင်လေးပါမယ်အကောင်လေးကောရှစ်လို့ ကျွန်တော်ပထမတော့အမတို့သူ့ဟာလေးသူပြန်ပေးလိုက်တဲ့ခါကျရင်အမလည်းဂုံတိတ်ခါမကြောက်ဘူးရှက်မကွဲဘူးဘောနော်လူလည်းမသိအောင်ကျွန်တော်တို့ကဖြည့်ရှင်းမှုအမကိုပြောတယ်အမလာဖြည့်ရှင်းတာမရှိဘူးတရပဲကြာသေးတယ်ဘာမှလာပြန်မပို့တော့ဘူးတရပဲကြာသေးတယ်မရှိတော့ဘူးလို့ပြောတယ် အေးစေးဖြစ်ရှင်းမဲ့ဟောင်းကျွန်တော်တို့ထက်လေ ကျွန်တော်ဆိုလိုတာတရပဲရှိတယ်ကွာတရပဲရှိနေတဲ့အတိုင်းကမှသူဘာမှလုပ်ရသေးဘူးသူပြန်ပေးလို့ရတယ်ဒါပေမဲ့သူလာမပေးဘူးသူလားမရှိတော့ဘူးဘာညာသူအကွက်ရှိရတယ်ထားလိုက်ကျွန်တော်ကဘုံလေးမဖြစ်ဘူးရတယ်ဟိုကောင်မလေးကိုလည်းပြောတယ်ထားပေးလိုက်ငါတို့လုပ်ပေးမယ်အဆင်ပြေအောင်ဘာလို့လဲသူခင်ဗျာဒုက္ခိတဗျာဒုက္ခိတတော့မှသူကဒီရှာသားနေတဲ့ဒုက္ခိတမဟုတ်ဘူးသူများပေးလို့ကမ်းလို့ရတာတဲ့ပတ်စံကြီးစဉ်းစားကြည့်အမမယောက်ျားလည်းရှိတယ်ဟုတ်လားတန်တန်မောင်မကြီးရ မချောက်ဘူးလား ဟုတ်ပြီလေအဲ့ကိစ္စဘယ်လိုရှင်းမလဲ ကိုဒီမှာမျိုးနဲ့ရုံးပါလား ဒီမှာလေအခုဘယ်လိုရှင်းမလဲ ရုံးပါရုံးထဲမှာစကားပြောပါ အဲ့ဘယ်လိုရှင်းလဲ ခုမီးတော့ကြာမျက်နှာငယ်လေးနဲ့သူများဟာကိုခိုးတော့ယူတော့ကြတော့အရန်နေတတိရှိတယ်အရန်နေဆောင်ကောင်းတယ်အရန်နေတရုပ်ဆောင်ကောင်းတယ်အဲ့လိုတွေလိန်ကြတယ်မိသွားရင်ဒီတိုင်းပဲနော်မျက်နှာငယ်လေးတွေနဲ့ကြည့်ပဲအကုန်လုံးကလူတိုင်းငတ်နေကြပါတယ်လူတိုင်းအဆင်မပြေကြပါဘူးလူတိုင်းဒီချိန်ကြီးမှာဒုက္ခတွေရောက်နေကြပါတယ်ဒါပေမဲ့လူတိုင်းခိုးမနေပါဘူးလူတိုင်းဝတ်မနေပါဘူးလူတိုင်းမလိမ့်နေပါဘူးစားစရာမရှိတာဆိုတာတနာစရာပါငတ်နေတဲ့အဆင်မပြေဘူးဆိုတာတနာစရာပါလူသိမာတယ်ပေးသိမာတယ်လူနိုင်တဲ့လူတွေတန်းနိုင်တဲ့လူတွေဒါပေမဲ့လိမ့်နေခိုးတယ်ဆိုတာရှက်စရာပါအကျင့်စာရိတ္တပြက်ပြားတာပါသူများပစ္စည်းကိုလွယ်လွယ်နဲ့လိုချင်တာပါသူများပစ္စည်းကိုလိန်ညာပြီးစားတောက်ချင်တာပါသူတို့ရဲ့အကျင့်စရိုက်တွေပါညမာလေးနဲ့တွေ့ပြီးတော့ရှင်းထားတဲ့ဗီဒီယိုအပိုင်းလေးကိုထပ်ကြည့်မယ်ခင်ဗျာ နားခဲ့ပါတယ်လို့နောက်ဒီလိုမျိုးမဖြစ်စေရပါဘူးအောင်းမှုကိုပဲလောက်ကန်စားမယ်လို့ဒီတစ်ချိန်တော့အခွင့်အရေးပြန်ပေးပါဦးလို့ကလေး2ယောက်ရှိလို့အဲ့တော့နောက်ပါလေးပြောတယ်လို့သူကပတ်စံပေါ်တဲ့အခါကျသူအတုံးလို့လည်းခံရမိလိုက်တယ်ပေါ့အများကြီးယူဖို့လည်းခင်းပါစေတယ်ရှိပါမြတ်တော့ပါရအောင်ကိုအစင်ပြေဖို့အတွက်ဟင်းရှိပါ ဒီမြင့်လူတွေရွေးချယ်ကြမရှိဘူးလား ဟုတ်တယ် ပုံစံကြည့်ရတာဟိုလိုဗျဗီဒီယိုခဏတိုင်းရက်နေလို့လည်းအပြစ်မမြင်ကြပါနဲ့ပုံစံကြည့်ရတာသူက line ပေါ်မှာလို့နာမည်ကြီးရယ်ဒီ line ပေါ်မှာ
ပတ်စံရှိလောက်တယ်ဆိုဒီသူဖုန်းနဲ့ပဲ contact လုပ်လောက်တယ်သူတယောက်တည်းအုံနောက်နဲ့လောက်တာလည်းဟုတ်ချင်မှဟုတ်လိမ့်မယ်နောက်မှကြံရပါရီလည်းရှိနေနိုင်တယ်ဘာလို့ဆိုတော့ဒီလိုလူရွေးတဲ့နေရာမှာအရန်တော်နေလို့ ဘယ်လိုသူ့လုံးမယ်လို့အဲ့လိုစိတ်ထဲမှာပေါ်လာ အဲ့လိုတော့မဟုတ်ပါဘူးကောင်းကြတဲ့စိတ်တော့မရှိပါဘူးဒါပေမဲ့ပတ်စံလို့ပေါ်နေလို့ဆိုပြီးတော့သူကမနေနေတယ်ဒီလိုကျတော့ကိုယ်နဲ့တူရှိတယ်ဟုတ်ပါဒီနေ့တော့လည်းရှိအပြရလည်းလက်စီမကောင်းဘူးတနည်းလိမ့်မယ်ပြောပါဘူးဟုတ်ခေါ်ကြည့်တယ်အဲ့ဒါကြောင့်လုံးပြီးရ သားသမီးရှိ ရှိရသမီးလေးကလေး2ယောက်ရှိတယ် 2ယောက်ရှိဘုရားနေပတ်စံ3,900နဲ့ဖုန်းနဲ့ယူရတယ်အဲ့ပတ်စံပဲရပါတယ် အဲ့ဒါနန်းသေးရိတ်နဲ့ဆိုတော့3,300ပို့တယ်ရောက်တယ်ဆိုသမီးအိမ်သားသာပေးလိုက်တယ် လမ်းကြီးကဘာလို့6,000လောက်ပေါ့ အဲ့ရနေခါလာအသွားပြန်6,000ခွဲတောင်ရှိပါတယ် ဟောလမ်းကြီးက6,000ဝဲကြတယ်မင်္ဂလာတော်ကနေလိုင်းလာရအောင်အိမ်လာတာဘယ်လောက်ပြီလဲ 6,000ပြီ ကျန်တဲ့ပတ်စံစားတယ် အဲ့ကိုတော့1,000ခွဲလွှဲလိုက်တယ်ပြစ်မှန်လို့ဆိုတော့မလောက်ဘူးလေဆို ဒီမှာတွေမကဘူးဒီမြင့်တွေမှာလည်းအဲ့လိုလှုပ်ထားတာရှိတယ်ပေါ့နော်အဲ့တော့ဒီမြင့်တွေမှာလည်းလှုပ်တယ်ဆိုတော့ဒီဟာကိုလှုပ်စားနေတာဘယ်လောက်ကြာလဲ လို့တော့မရှိသေးဘူးဒီလှိုင်းရမှနေတော့ကတော့မလောက်ခဲ့ဘူးအဲ့ဟိုဘက်မင်္ဂလာတော့အပန်ရောက်မှအကျိုးတွေရှိတော့နေသွင်းယူမတိုးတွေယူတန်အမှတန်ရမယ်အဲ့လိုအကျိုးသမားကြီးအတင်းတောင်းအလုတ်ဖြစ်သွားတာအဲ့ဒီဒုံကိုတရားရောက်မှခုနသမီးလောက်လာခဲ့တဲ့ဆိုတော့ညာအဲ့သမီး ဒီမှာလှုပ်တာဘယ်လိုဖြစ် ပထမဦးဆုံးကအဲ့ဒီမာကြီးစင်လေးတို့ပေါ့ခုနပြောတဲ့မာကြီးတွေနဲ့သမီးတို့နဲ့အတူတူနေခဲ့တာတစ်ဆောင်နဲ့ဥဆောင်မှာသမီးတို့က8,000နဲ့ငှားပြီးနေတာနေနဲ့အကျွေးတွေကများလာတော့တနေ့ကိုအသွင်းနေမဲ့9,000လောက်ဖြစ်လာတဲ့ခါကျတော့မဆက်နိုင်ဘူးလို့ဆိုပြီးထွက်လာတယ်အဲ့လိုမျိုးတွေရှူလာတာကုန်တန်းစီပြီးတော့တညက်နေတဲ့လောက်ခဲ့အဲ့ရနဲ့သမီးတို့ထောက်ကြံထွက်လာဒီထောက်ကြမှာအဲ့ကရင်မဆိုတဲ့ကောင်မရသမီးတို့ရှယ်တဲ့ကြောပြန်ယူပါတားထိုက်ဦးတဲ့ကရင်မတဲ့သူ့နာမည်ကသူတို့ကကိုညံကုန်းစာတီကိုညံကုန်းအဲ့ဥစ္စာသူသမီးတို့ရှယ်နေပတ်စံနေဖုံးနေပြန်ယူပြီးတော့သမီးတို့ကအဲ့မှာအစင်မပြေတဲ့ဆုံးပတ်စံနေ9,000ခွဲတဲ့နဲ့နေပြီးတော့ရောက်သွားခဲ့တာရောင်းမတွေရှိဒီနေရာတွေကတော့ကြော်လိုက်တော့မယ်ဘာလို့ဆိုတော့ကျွန်တော်ကြည့်နေတာဒီနေရာတွေမဟုတ်ဘူးဒါနောက်ဆုံးအနေနဲ့ဒီလိုက်သားရကိုကြီးကသူ့ကိုဒီပေါ်တော့ရုံးဖို့တိုင်တာတွေတောတာတွေပြပေးရတယ်မလုပ်ဘူးပတ်စံငွေ3 သိန်းလူပေးလိုက်တယ်အဲ့ဒီတော့လေကျွန်တော်တို့တာရုခေါ်တယ်မုံမြတ်တယ်ဒါပရိုက်တာစိတ်တက်ပဲဒါပေမဲ့ငှက်လို့လှုပ်စားတယ်ငှက်လို့လုံနေရဆိုတော့လက်မခံတင်ဘူးငှက်လို့လှုပ်စားတယ်ငှက်လို့လိမ်မာတယ်ငှက်လို့ခိုးပါတယ်ဆိုတာတော့အကုန်လုံးကလက်တင်မခံဘူးတလေးကားလမ်းပေါ်မှာရှိတယ်လှုပ်စားနေရတယ်တက်ကြီးရွယ်အိုတွေကားလမ်းပေါ်တွေမှာနေပူကျဲတဲကြီးတွေမှာရှိတယ်သူတွေလှုပ်စားနေရတယ်မြင်ရတာစိတ်တောင်မချမ်းသာဘူးသူတို့လည်းငတ်နေပါတယ်အဲ့ဒါဆိုဒီဗီဒီယိုလေးကိုကြည့်လိုက်အောင်ဗျာကျေးဇူးတင်ပါတယ်ဒီလိုမျိုးလေးလည်းမလုပ်စားတော့ပါဘူးအခုလိုလုပ်တာတော့လူပဲလို့ကျေးဇူးတင်ပါ ကလေးကလည်း2ယောက်ရှိတယ်အဲ့ကလေး2ယောက်ပါမှာ ကျက်လက်ပါမေတို့စီပါ မေတော့ဒီဖေးရ အမေကမျက်လုံးကောင်းကောင်းမြင်ရအောင်လေ ညလုံးမမြင်အမေရပါလို့ အမေကအဲ့ညီနေယောက်ကိုထိနေတို့တရားခူးတဲ့ရောင်းနေအဲ့ကလေးလေးတွေပုံမိုးရှာပေးတယ်ကျောင်းသွားပို့တယ်အဲ့ဒါပဲဒီမကြီးကကျောင်းဒီနှစ်မှစတက်တာ အဲကြောင့်သူများပစ္စည်းတွေကိုလိုက်ပြီးတော့အဲ့လိုခိုးဖွဲ့ပြီးဖြည့်ရှင်းတယ်ပေါ့ဒီပြဿနာတွေနော်အဲ့တော့ဒီကိုလာခိုးတယ်ခိုးတော့ကျွန်တော်တို့ကအခုကအမကိုအရေးယူလာရိုက်လာအားလို့ မမလုပ်ပါဘူး ဘာမှမလုပ်နော်ပတ်စံ3 သိန်းထပ်ပေးလိုက်နော်ပတ်စံ3 သိန်းထပ်လူလိုက်ရရောနော်ပတ်စံ3 သိန်းကိုယူဈေးရောက်ရင်ရောင်းနော်ဟုတ်ပြီလားရောင်းမလား ရှွာပဲပြတ်တော့ အေးနော်ဟုတ်ပြီနော်
ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းဆိုအမလောက်ကင်စားတော့လို့မရနော်ဒါဆိုရင်အမရွာပြန်လဲရွာမှာဈေးရောက်စားအဲ့3သိန်းကကျွန်တော်မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်ဘာဒုပါဟတ်မြို့ဝါဆန်းရက်ကွက်ကတတိယအကြိမ်မြောက်တဲ့ကျင်းပတဲ့ကျွန်တော်တို့ဒီပိုက်ကျော်ချင်းပြိုင်ပွဲပေါ့နော်ပိုက်ကျော်ချင်းပြိုင်ပွဲကနေပြီးတော့မှသူတို့လုံးလို့ရတဲ့ရန်ပုံငွေတွေကနေမှလှူထားတဲ့အလှူငွေတွေကနေမှအဲ့ဒါအမကိုကျွန်တော်3သိန်းလှူပေးလိုက်တာပဲနော်ဒါမလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်ဘာဒုပါဝါဆန်းရက်ကွက်ပေါ့နော်သူတို့ကပိုက်ကျော်ချင်းဝင်နေလောက်တာအဲ့ရနေလှူထားတဲ့ဟာနေပြီးတော့3သိန်းလှူပေးလိုက်ဒီသူများစီကခိုးတဲ့လုပ်ကိုတစ်လုံးမလုပ်သားတော့ဘူးနော်ခိုးတဲ့လုပ်ကိုမလုပ်သားတော့ဘူးဈေးအောင်စားမယ်ဂရိပေးနိုင် ခတိပေးပါတယ် နော်အမကိုကျွန်တော်တို့အခုတရားလည်းမဆွဲဘူးနော်ရိုက်လည်းမရိုက်ဘူးနှက်လည်းမနှက်ဘူးနော်အဲ့တော့ကိုလည်းဘာမှလုပ်ဖို့မစင်စားနဲ့နော်ဈေးအောင်စားမယ်ဟုတ်ပြီလားအာမခံ အမခံပါတယ် သိကြရနော် သိချပါတယ်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးလေးလည်းမလုပ်စားတော့ပါဘူးအခုလိုလုပ်တာတော့လူပဲလို့ကျေးဇူးတင်ပါ နော်ပြီးရောကိုယ့်အဆင်ပြေအောင်နေနော်စီးပွားရေးလုပ်စားမယ် ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီကာယကံရှင်အမပေါ့နော်ဒီမှာလဲဒီလောက်နဲ့ပဲတော်တင်ပြီးဒီလောက်နဲ့ပဲပြောင်းလဲတင်ပါပြီပြီးကြတော့ခွလွတ်ပေးတဲ့လူတွေရဲ့စေတနာတွေမေတ္တာတွေကိုထပ်ပြီးတော့ဒါမျိုးလုပ်ပြီးတော့မစော်ကားပါနဲ့လို့လဲတောင်းဆိုပါတယ်မလာပြောင်းလဲလိုက်ရင်ဒီလိုင်းသားကိုကြီးကလူတယောက်ရဲ့ဘဝကိုလည်းပြောင်းလဲပေးနိုင်ခဲ့တယ်ပြီးကြလူတယောက်ရဲ့အကျင့်နှလုံးသားကိုလည်းပြောင်းလဲပေးနိုင်ခဲ့တယ်ပြီးကြလူတယောက်ဘဝအဆင်ပြေအောင်လဲငွေအနေချင်းလေးပေါ့နော်အဲ့ဒါလေးလည်းလူပေးနိုင်နေဆိုရင်သူ့ရဲ့ကုသိုလ်တွေအများကြီးရသွားပြီကိုယ့်ရဲ့ကျေးဇူးရှင်တွေကိုယ့်ပေါ်မှာကျေးဇူးရှိရဲ့လူတွေကိုယ်ကယ်တင်ပေးခဲ့တဲ့လူတွေရဲ့ကျေးဇူးကိုအမကြီးဆက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဆက်နိုင်တာအကောင်းဆုံးပေါ့ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေရာမှာပဲဆုံးသက်လိုက်တော့မယ်နောက်ထပ်ဗီဒီယိုတွေရှိရင်လည်းတင်ပေးမယ်သတင်းတွေလည်းရှိရင်လည်းကျွန်တော်တင်ပေးပါမယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျ